မမဝိုင်းအကူတဲတော့လေးဖြိုးတတာထက်အတွက်ကိုစကူလေးခပ်ပြီးတော့မှာစကူကိုနှစ်ခေါက်တောင်မှခက်ခိုင်းထားတယ်တဲတော့လေးကကြတော့မော်လမြိုင်မှာနေတာပါတဲတော့လေးအတွက်ကိုဖေဖေနဲ့မေမေက surprise လေးတိုက်ထားတာနော်စိတ်နှလုံးနူးညံ့ပြီးကိုချင်းစာတက်တဲ့တမီလေးဖြစ်ပါစေဆိုပြီးတော့လေအမှားစကားပါထားတယ်နော်မမဝိုင်းကစကူခပ်ပြီးရင်ဟို blind box လေးပောက်ပါစေနော်မပောက်ပါစေနော် blind box တဲ့ topping လေးရကြတော့ခိုရိုမီ topping လေးပါဒီခိုရိုမီ topping လေးပါပါစေမမဝိုင်းစကားတော့မယ်နော် topping လေးကဒီမှာအများကြီးပဲနော်ဒါလေးကကြတော့ blind box topping လေးပါအကုန်လုံးကိုဒီထဲကိုထည့်လိုက်ပြီနော်ဒါမမဝိုင်းအများကြီးပါအောင်လို့တော့ခပ်ပေးမယ်မွေးလိုက်မယ်နော်လိုက်မယ်โอเค blind box လေးပေါက်တယ်ဆိုရင်ညတော့ရ blind box လေးကိုရမှာပါတကယ်လို့မပေါက်ဘူးဆိုရင်လည်းချစ်စရာကောင်းတဲ့ item လေးတွေအများကြီးပဲပါတယ်မမဝိုင်း topping လေးတွေကိုတောင်းကိုပို့လိုက်မယ် topping စားပါပြီခပ်ပါပြီပါတယ်အများကြီးပဲဘာလဲတော့မသိဘူးထပ်လိုက်ပြီဝါနောက်ခုပါလဲ3ခုတောင်ပါတယ် topping က1 2 3 okay ကဲနောက်ထပ်2ဆုံးဆိုတော့နောက်ထပ်တစ်စုံထပ်ပြီးခတ်ပေးမယ်နော်ဘာလေးတွေပါမလဲအေးလက်ကြီးပါမြုပ်နေပြီမဟုတ်ဝင်ခတ်တာအရင်ကပါကျင်စောနေပေါ့နော်လက်ကြီးပါမြုပ်နေပြီဘာကြောင့်လဲသူကထောင်လိုက်တယ်ဆို topping ပြုတ်ကြသွားမှာဆိုလို့လက်ကိုပါ oh my god အများကြီးပဲကျုံတော်လိုက်တယ်ပြုံးမချနေတော့နော်ပြုံးမချနေတော့ noအော်အများကြီးပဲမင်းဘိုင်းမောက်လေးပါတက်ကောင်းပါပဲဟုတ်နော်ကဲထည့်လိုက်တော့မယ်နော်အများကြီးပဲပါတယ်တက်နော်ဝါကဲနောက်ခုပါသေးလဲဆိုဒုတိယတစ်ခေါက်မှာတော့၄ခုပါတယ်ဒီလိုမျိုး topping လေးတွေကစင်လူဖြစ်နေရဆိုရင်မမဝိုင်ကနောက်တစ်ခုနဲ့အစားထိုးပြီးတော့ထည့်ပေးမယ်ကဲ topping လေးတွေကဘာလေးတွေလဲဆိုတာကိုရှာကြည့်မယ်ဟုတ်mini blind box okay ဒီထဲတွေကနေပြီးတော့မမဝိုင်ဘာထည့်ပေးရင်ကောင်းမလဲဆိုတော့အခုခေတ်စားနေတဲ့ Zootopia လေးကိုထည့်ပေးမယ် Zootopia blind box လေးကိုထည့်ပေးမယ်နော်တဲတုံးလေးက Nick ကြိုက်တာလား Judy ကြိုက်တာလားတဲတုံးလေးလူချင်တာလေးကြားပါစေ okay နောက်တစ်ခုရွေးမယ်နောက်တစ်ခုဒါလေးကဘာလေးလဲ sticker တဲ့ okay sticker လေးကိုမမဝိုင်းဘယ်ဟာလေးထည့်ပေးရမလဲဒါလေးထည့်ပေးရမလားဖင်လေးကပို့လာရယ်နော်အထက်မှာ3ရွက်တောင်ပါတယ် sticker လေးတစ်ခု name cup တဲ့ name cup ကလေးကိုလဲဆွဲကျိုးလှလှလေးနဲ့ထည့်ပေးမယ်လဲဆွဲကျိုးကကြထုံထုံစာဟုတာတွေရှိရယ်နောက်ပြီးတော့ Mario design ရှိရယ်ပေါ့နော်အခုကကြတော့ထုံကခစ်စားနေရဆိုတော့ထုံလေးကပဲရွေးထည့်ပေးလိုက်မယ်နော် okay ထုံလေးကတော့ design ကြီးဒါလေးပို့လာမယ်နော်ဒါလှတယ်ဒါလေးပို့လာတယ်ဒါထည့်ပေးလိုက်မယ်okay ဒါလေးကကြတော့ color pencil တဲ့ color pencil လေးကကြတော့ရွေးချယ်စရာ crayon နဲ့ pencil နဲ့ပေးထားတယ်ပေါ့နော်crayon လေးက color ပိုထွက်လို့ဒါလေးထည့်ပေးလိုက်မယ်ဒါလေးကကြတော့ cube pen လေးပါ cube pen ကဘာလေးထည့်ပေးရမလဲလာပူပူလေးလာရယ်နော်ဒီလာပူပူလေးအစိမ့်လေးလည်းလာရယ်ထည့်ဒါလေးထည့်လိုက်မယ်နော်ဒါလေးက 3D ဆိုတော့ okay ဒီ topping လေးကကြတော့နှစ်ခုရတယ်ဆိုတော့မမဝိုင်းပုံစံမတူလေးထည့်ပေးမယ်ဒီလို 3D nail art ထဲကဘယ်လာလေးရလာနော်โอเคဒါလေးရတခုဒီလိုမျိုး sticker box လေးလည်းထည့်ပေးလိုက်မယ်ခရမ်းလေးပို့လာမယ်နော်ဒီခရမ်းလေးထည့်ပေးလိုက်မယ်လက်ဆောင်ဒါလေးပါထည့်ပေးလိုက်တယ် coloring book လေးပါလက်ဆောင်ထည့်ပေးလိုက်မယ် my melody လေးလာတယ်စုပါစကုတ်ခတ်တာ10မျိုးတောင်ရရင်နော်ဘာလေးတွေပါလဲဆိုတာကြည့်မယ်နော်1 2 3ဒါတော့အတွဲလေးပေါ့နော်3မျိုး4မျိုး5မျိုး6မျိုး9မျိုး10မျိုး9မျိုး10မျိုးတဲုံလေးရေဖေဖေနဲ့မေမေမှာထားတယ်လက်ဆောင်ပစ္စည်းရေမော်လမြိုင်ရောက်တဲ့အခါမှာဖောက်ကြည့်ပြီးတော့ပျော်ရွှင်ပါစေ bye bye